တအေးဆက်နေတဲ့ဆက်ဆံရေးစီသူနဲ့မေတို့အိမ်အောင်ကြတာ9နှစ်ရှိပါပြီအစပိုင်းမှာတော့အားလုံးကပန်းခင်းလန်းဖြစ်ခဲ့ပေမဲ့ကြာလာတော့နေ့စဉ်ဘဝရဲ့ပြင်းရည်ညီးငွေ့စရာတွေကသူတို့ကြားမှာတိတ်ဆိတ်မှုကိုဖြစ်စေခဲ့တယ်စီသူကစကားနည်းပြီးအလုပ်ပဲလုပ်တတ်သူမေကတော့စကားပြောရတာဝါသနာပါပြီးဂရုစိုက်ခံခြင်းသူပါရှင်ကကျမဘာဖြစ်နေလဲဆိုတာတောင်သိမှာမဟုတ်ဘူးလို့မေကတခါတလေစိတ်ပြက်လက်ပြက်ပြောတတ်ပါတယ်နဲ့မထင်မှတ်ထားတဲ့အပြောင်းလဲတနေ့မှာတော့မင်းနေမကောင်းဖြစ်ပြီးဆေးရုံမှာခဏတက်လိုက်ရပါတယ်အဲ့ဒီအချိန်ကျမှစီသူတယောက်တည်းအိမ်မှာကြံခဲ့တာပါအိမ်ကိုတယောက်တည်းတန်ရှင်းရေးလုပ်ဟင်းချက်ရင်းမေတယောက်ဒီအိမ်ကြီးကိုဘလောက်ပင်ပန်းထိမ့်သိမ်းခဲ့ရတယ်လဲဆိုတာသူသိသွားခဲ့တယ်ဆေးရုံကဆင်းလာတဲ့နေ့မှာစီသူကထူးခြားလက်ဆောင်တစ်ခုပေးပါတယ်အဲ့ဒါကတန်ဖိုးကြီးပစ္စည်းမဟုတ်ဘဲမှတ်စုစာအုပ်လေးတစ်လုံးပါသုံးမှတ်စုစာအုပ်ထဲကချစ်ချင်းစာအုပ်ရဲ့ပထမဆုံးစာမျက်နှာမှာစီသူကဒီလိုလေးရေးထားပါတယ်မေကိုကစကားပြောတာမကျွမ်းကျင်ဘူးဒါပေမဲ့မင်းရဲ့ပင်ပန်းမှုတွေကိုကိုမြင်ပါတယ်ဒီနေ့ကစပြီးတို့နှစ်ယောက်တယောက်ကိုတယောက်ပြောချင်တာရှိရင်ဒီစာအုပ်ထဲမှာရေးကြရအောင်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ကြားကတိတ်ဆိတ်မှုတွေဟာစာလုံးလေးတွေနဲ့အစားထိုးလာခဲ့ပါတယ်မေဒီနေ့ဈေးဝယ်ရတာပင်ပန်းလိုက်တာစီသူညကြရင်ကိုခြေထောက်လေးနှိပ်ပေးမယ်လေအချစ်ရဲ့အဓိပ္ပာယ်တယောက်နဲ့တယောက်အပြစ်တင်မဲ့အစားစာအုပ်လေးထဲမှာရင်ဖွင့်ကြရင်သူတို့ကြားကအကွာအဝေးကတဖြည်းဖြည်းကျဉ်းမြောင်းလာပါတယ်စီသူကစကလုံးတွေနဲ့မဖော်ပြတတ်ပေမဲ့မေကြိုက်တတ်တဲ့မုံလေးတွေကိုအလုတ်ကအပြန်ဝယ်လာတတ်လာတယ်မေကလည်းစီသူရဲ့အလုပ်ပင်ပန်းမှုကိုပိုပြီးနားလည်ပေးလာပါတယ်ဒီဇလန်းလေးရဲ့ဆိုလိုရင်း relationship တစ်ခုမှာစကားတွေအများကြီးပြောနေဖို့ထက်တစ်ဖက်လူရဲ့လိုအပ်ချက်ကိုသတိထားမိဖို့နဲ့ကိုယ့်ရဲ့ချစ်ချင်းကိုကိုယ်နဲ့ကိုက်ညီတဲ့နည်းလမ်းတစ်ခုနဲ့ဖော်ပြဖို့ကပိုအရေးကြီးပါတယ်အချစ်ဆိုတာပြီးပြည့်စုံတဲ့လူနှစ်ယောက်စုံတွေ့တာမဟုတ်ပဲမပြည့်စုံမှုတွေကိုအတူတူဖြည့်ဆည်းပေးတာပါ